ဈေးအရန်ပေါ်နေလို့ဆိုပြီးတော့လုံးဝအထင်သေးလို့မရတဲ့အထက်မှာ Novo brand ပါတယ် Novo ကလေတကယ်ကိုမှနာမည်တစ်ခုနဲ့ယက်တည်နေရလဲမပြောနဲ့သူက budget ကိုအရန်ကို save ဖြစ်ပြီးတော့သူ့ကထွက်တဲ့ပစ္စည်းလေးဆိုတကယ်ကိုမှ quality ထိမိနေအောင်မျိုးမို့လက်တွေ့တွေ့ရတယ်ပေါ့နော်။မို့ကိုဆိုလို့ရှိရင်သူကဘာတွေသုံးဘူးလဲဆို mascara တွေပြီးလို့ရှိရင် eyeshadow တွေသုံးဘူးတယ်သုံးဘူးတလောက်လဲတော်တော်လေးကို quality ထိရောက်တာကိုတွေ့ရတယ်။အခုလက်ရှိဈေးကွက်ထဲမှာအရန် hit ဖြစ်နေပြီးတော့တော်တော်လေးကိုနာမည်ကြီးနေတဲ့ Novo ရဲ့ Triple A makeup ဆိုင်မှာရောက်ထားပြီပေါ့နော်။ Triple A makeup ဆိုတဲ့အတိုင်းပဲသူ့ကိုလိမ့်ပြီးရတယ်ပလဲလုံးလေးလိုပဲမျက်နှာလေးကမွတ်ထွက်ဥအပ်သွားတာမျိုးပေါ့သူ့ရဲ့ foundation က Velvet foundation လို့ပြောထားတဲ့အတိုင်းပဲသူ့ရဲ့တက်ချလေးဆိုလုံးဝနုနုညံ့ညံ့နုနုအီလေးနဲ့သွားတယ်ပေါ့နော်အသားဖြူသူညိုသူသုံးလို့ရတယ်သူကအဝါဖောက်လေးလာတာကိုတွေ့ရတယ်ပေါ့အသားအရန်ဖြူတဲ့သူဆိုလို့ရှိရင်အပေါ်က2 way ကိုထားအောင်သုံးပြီးအပေါ်က2 way ကိုနည်းနည်းလေးဖြူတာလေးသုံးပေးပေါ့အသားအရန်ညိုတဲ့သူဆိုရင်2 way ကိုနည်းနည်းဖြူတာလေးနဲ့ဒီလိုမျိုးလေးအစားထိုးပြီးသုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့ဘဲကိုမိုက်တာတိလာမို့ကိုအခုစမ်းပေးထားတယ်လုံးဝပို့ကြည့်လိုက်တဲ့အခါမှာလည်းလုံးဝနုနုညံ့လေးနဲ့အသားတွေကိုချက်ချင်းကိုမှအသားနဲ့တစ်ထက်ထဲကျသွားတာကိုတွေ့ရတယ်ပေါ့နော် Triple A makeup တကယ်နာမည်ကြီးရတယ်ပြောတယ် Novo ကဈေးတက်တန်လေးနဲ့ quality တကယ်ကိုမှထိမိနေတဲ့အရာတွေကိုပေးရပေါ့နော်